သနာမေတ္တာကိုခြေခံထားလို့ဟောကြားခဲ့ရာကိုယ်စိတ်နှလုံးသုံးပါလုံးရင်ကျဲလို့တိမ်မွေရာကံသုံးပါဆောင်ထိန်ရာအနန္တမေတ္တာရှင်မြတ်ဗုဒ္ဓရဲ့သာသနာတော်ပါကျွန်တော်တို့ရဲ့ဘာသာကျွန်တော်တို့ရဲ့သာသနာမေတ္တာကိုခြေခံထားလို့ဟောကြားခဲ့ရာကိုယ်စိတ်နှလုံးသုံးပါလုံးရင်ကျဲလို့သိမ်မွေရာကံသုံးပါဆောင်ထိန်ရာအနန္တမေတ္တာရှင်မြတ်ဗုဒ္ဓရဲ့သာသနာတော်ပါရငယ်လာတဲ့လူဘဝမှာကြုံကြိုက်ခဲ့ဒီသာသနာတန်တရားကလွတ်လန်းညွန်ကြားလမ်းပြမြတ်ဗုဒ္ဓရဲ့ဒေသနာဝိတ္တဝဥခိုင်လို့နာကြကြပါဒါနတွေပြုကြပါသီလတွေဆောင်ကြပါဝိပဿနာတရားတွေပွားများကသာတန်တရားကလွတ်ကင်းရမဲ့ဖို့နိဗ္ဗာန်အရောက်သွားကြပါမေတ္တာကိုခြေခံထားလို့ဟောကြားခဲ့ရာကိုယ်စိတ်နှလုံးသုံးပါလုံးရင်ကျဲလို့သိမ်မွေရာကံသုံးပါဆောင်ထိန်ရာအနန္တမေတ္တာရှင်မြတ်ဗုဒ္ဓရဲ့သာသနာတော်ပါရငယ်လာတဲ့လူဘဝမှာကြုံကြိုက်ခဲ့ဒီသာသနာတန်တရားကလွတ်လန်းညွန်ကြားလမ်းပြမြတ်ဗုဒ္ဓရဲ့ဒေသနာဝိတ္တဝဥခိုင်လို့နာကြကြပါဒါနတွေပြုကြပါသီလတွေဆောင်ကြပါဝိပဿနာတရားတွေပွားများကသာတန်တရားကလွတ်ကင်းရမဲ့ဖို့နိဗ္ဗာန်အရောက်သွားကြပါလူကိုလူချင်းစာနာထောက်ထားအကျဉ်းသာသနာဂိယူနာထားလို့သာဝိနည်းတတ္တဝါတွေပေါ်မေတ္တာတွေထားနိုင်ဖို့ရန်ညွန်ပြလို့ဟောကြားတာမြတ်ဗုဒ္ဓရဲ့ဒေသနာပါမြတ်ဗုဒ္ဓရဲ့သာသနာမှာသူတော်ကောင်းစိတ်နှလုံးသွင်းတာဗုဒ္ဓဘာသာစစ်စစ်ခံယူပါရေတို့ကိုကဲပါစေခြင်းအယုံနာပထမဒုတိယတတိယခြေနှစ်ကျိုးသုံးကျိုးများအောင်ဘုရားယရနာဘုရားယရနာသံဃာယရနာလာပန်းတင်မြနူရသောစံဂီတာတနကားဆုံးခွာဖန်ရည်ဆိုးသောဝတ်ကိုတသက်တာစင်မြန်းလို့ရဲ့ဗုဒ္ဓရဲ့ဓမ္မစာပေကျမ်းကန်သင်အန်ရင်ရှင်သန်ရခဲ့လာသောလူဘဝတူတူအ
လာနေမတီးစောဓမ္မရဲ့လမ်းကိုရှောက်အနုတရားနိဝရဏတရားကိုပဲနိကမပါရမီဖြည့်စည်းအာဂါမျိုးသမီးများဖြစ်တည်အလာဘဒီမြနူရတော့စံဂီတတနခါဆုံးခွာဖိုင်ဆိုတော့ကိုတတတာစင်မြလူရဲ့ဗုဒ္ဓရဲ့ဓမ္မစာပေကျမ်းဂန်သင်အရင်ရှင်သာရာဂလာတော်လူဘဝတူတူအလားနဲ့မတီးဆောက်ဓမ္မရဲ့လမ်းကိုရှောက်အနုတရားနိဝရဏတရားကိုပဲနိခမပါရမီဖြည့်စည်းအာဂါမျိုးသမီးများဖြစ်တည်ရွှေငွေလာမမအိန္ဒြေတရားပန်းရှပါကိုပါသီလများကိုတိတ်ခါဆောင်တည်အမျက်တော်ခြင်းကိုကျင့်ကြံသူအမျိုးသမီးပင်ဖြစ်လင်ကစားသီလတရားမြင်မြန်သူလက်စေအောင်မူရှိခိုးထိုက်ပေပြီမိမသားပဲလင်းနှိမ်ကြတဲ့အယူဆမှာမတီးမဲမြင်မပြူကြဘူးတတိတရားချက်စီသာသနာပေါင်းနေတယ်ထာဝစဉ်မွေလျော်စီဘူးပါရမီပြည့်လူကူဒီလာရှင်စရာလေးများကိုလေးမြတ်တာလူရန်ပူဇော်ကပါတီးတီးသာသနာတော်ကြီးတောက်ပါစီ
တဲ့နေဝပမာလန်းဆန်းကြစီတော့ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ရဲ့စေတနာသုံးတန်တရားဝေဖြူမောက်စွာလူဒန်းကြတဲ့ကောင်းမှုဒေသနာတော်ဘုံကတိလူပွဲဆင်နွယ်လို့သာပြောတာဒုတာဒုတာဒုခေါ်စီတော်အလူတော်ကျက်တီဖြာတဲ့နေဝပမာလန်းဆန်းကြစီတော်ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ရဲ့စေတနာသုံးတန်တရားဝေဖြူမောက်စွာလူဒန်းကြတဲ့ကောင်းမှုဒေသနာတော်ဘုံကတိအလူဝဲဆင်နွယ်လို့သာပြောတာဒုတာဒုတာဒုခေါ်စီတော်တောင်းတိုက်ကကြောဤစဘူးပေါ်စူးစူးညံမစဲလူဝဲဤပြီးမြောက်ခဲ့ပါသနော်တောင်းတိုက်ကကြောဤစဘူးပေါ်စူးစူးညံမစဲလူဝဲဤပြီးမြောက်ခဲ့ပါသနော်လူတကာပေါင်းမာကြည်နူးမဆုံးကပြောဒါနသီလဘာဝနာပွားကသူတို့ကောင်းမှုအမြရစီတော်ဘုံကထိန်ပွဲတော်ဘုံကထိန်ပွဲတော်သာဓုသာဓုသာဓုခေါ်စီတော်ဒီဖြာတဲ့နေဝပမာလန်းဆန်းကြစီတော်ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ရဲ့စေတနာသုံးတန်တရားဝေဖြူမောက်စွာလူဒန်းကြတဲ့ကောင်းမှုဒေသနာတော်ဘုံကတိအလူပွဲဆင်နွယ်လို့သာပြောတာဒုတာဒုတာဒုခေါ်စီတော်အလူတော်ကျက်တီဖြာတဲ့နေဝပမာလန်းဆန်းကြစီတော်ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ရဲ့စေတနာသုံးတန်တရားဝေဖြူမောက်စွာလူဒန်းကြတဲ့ကောင်းမှုဒေသနာတော်ဘုံကတိလူပွဲဆင်နွယ်လို့သာပြောတာဒုတာဒုတာဒုခေါ်စီတော်တောင်းတိုက်ကကြောဤစဘူးပေါ်စူးစူးညံမစဲလူဝဲဤပြီးမြောက်ခဲ့ပါသနော်တောင်းတိုက်ကကြောဤစဘူးပေါ်စူးစူးညံမစဲလူဝဲဤပြီးမြောက်ခဲ့ပါသနော်လူတကာပေါင်းမာကြည်နူးမဆုံးကပြောဒါနသီလဘာဝနာပွားကသူတို့ကောင်းမှုအမြရစီတော်ဘုံကထိန်ပွဲတော်ဘုံကထိန်ပွဲတော်သာဓုသာဓုသာဓုခေါ်စီတော်
ထိန်ဘုံကထိန်ဘုံကထိန်လူအလုံးမှာအမျက်ဆုံးသားဆုံးတစ်နှစ်မှတစ်ကြိမ်စုပေါင်းဘုံကထိန်စီလုံးလုံးအိုးအိုးကြွကြွသဒ္ဒါထက်တဲ့တို့ဘုံကထိန်ပြည့်ရွှေနိဗ္ဗာန်မှန်မျောလို့အကျဉ်းကြီးဘုံကထိန်ဘုံကထိန်ဘုံကထိန်အမျက်ဆုံးသားဆုံးတစ်နှစ်မှတစ်ကြိမ်စုပေါင်းဘုံကထိန်စီလုံးလုံးအိုးအိုးကြွကြွသဒ္ဒါထက်တဲ့တို့ဘုံကထိန်ပြည့်ရွှေနိဗ္ဗာန်မှန်မျောလို့အကျဉ်းပိယခေဆုံးလေးပရိသာဝိမာပရိသာဝိတိတဲ့သောင်းမုံလာမြတ်ဒီအချိန်လာတိုင်းမှာကထိန်မြို့တိုင်းမှာကထိန်နေတိုင်းမှာကထိန်တပြည်လုံးမှာကထိန်အမျိုးဘာသာသာသနာပွဲမှာမယိုးနိုင်ပါခါကဆင်းနေကြအိုဒီလာဟေဒိုဘလာဟေဒိုဘလာဟေအိုဒီလာဟေနှခမွေကာကပစုကွက်ကြနဲ့ဥရွှေရပါလာဟေပိကကစွာကြည်အကဝဒနာအိုတော်မူရောပါလာဟိကြည်တော်မူရောပါလာဟိနှစ်တွေအလီလီဘယ်လိုပဲဟောင်းပြီမဲ့ကစ်တွေအလီလီဘယ်လိုပဲပြောင်းပြီမဲ့ဘုံကထိန်ပွဲနဲ့ရွှေရတော်မူတွေတိုက်ဖက်ညီတဲ့ဘုံကထိန်နှွဲကြပါတဲ့ဘုံကထိန်မြင့်မြတ်သူတို့ဘုံကထိန်ပျော်ပျော်ရွှေအတူနွယ်တဲ့ဘုံကထိန်
လေးမှာမြတ်မြတ်မောမြတ်သာတိမြတ်ကျင့်တော်မြတ်ဤသည်အဘမဏိနံကတိမြတ်သာတော်လူဤဝိဒါယလောကုလောကိမိဝါဒဝါဒုမြတ်တော်မှာမောဟနောဝိတောင်းသောလည်းမောတော်ပဲတော်မောတော်ပါပါ၏ယောဂီတော်ကမောတော်ပြည့်၌ဓမ္မောမေယဘုရေတံသဘောတော်ရတော်မြတ်သည်သံဃာကြရလည်းအမြင့်ကောင်းသောဗတိပိတာတော်သံဃောသံဃာတော်ရှင်မြတ်သည်သံဃာမဏိနံမေတ္တာသာတော်တို့၏ဣဒာယလောကုလောကိမေဘောဓဝယုံံတိဘုံံမောခန္တောဝိတံသောတတေဝသောဘေသောဘောဂတော်နာပါ၏အတ္တမယတနာယတနာတော်နာတော်မှာတို့အားဒီကိုဘုရားဘုရားမှာကြောင့်လည်းများရင်းပြီးတော့အနမကုသိုလ်ကသင်္နာဒါရဏဘုံသောမိတ္တဝါမမကိလာဘောအာယုသတိတော်မြင်တော်မိလာကုသိုလ်ကသင်္နာကတိန်ဒီနာမြောဝဆနာလူနာရာအင်းလူတော်ဇဝရဏနာကုသိုလ်ကသင်္နာတို့ရာမနာဥပဝဘုံတော်သာသနာတော်ကြီးတို့ရဘုရားဆန္ဒဆန္ဒမိတော်လူနာနဲ့ကြဘုရားယံအယံဗန္တိသံသာရာဘုဒ္ဓဒုက္ခတောဘောဇနထာယဣဒရဏေနနာဧဇတိလံဓမ္မယာသာမိဧဇတိလံဓမ္မယာသာမိဒုက္ခကတဝါလံဒေတာနိဗ္ဗာန်တိတာတိယံပိမယံဗန္တိသံသာရာဘုဒ္ဓဒုက္ခတောဘောဇနထာယဣဒရဏေနနာသေဇတိလံဓမ္မယာသာမိဒုက္ခကတဝါလံဒေတာနိဗ္ဗာန်တိသမံဝဒ္ဓာမိတံဝတိထာနမောတတ္တမဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓံကရဏကိသာမိဓမ္မံကရဏကိသာမိသံဃံကရဏကိသာမိဗုဒ္ဓံကရဏကိသာမိဓမ္မံကရဏကိသာမိသံဃံကရဏကိသာမိဒုတိယမိဗုဒ္ဓံကရဏကိသာမိဒုတိယမိဓမ္မံကရဏကိသာမိဒုတိယမိသံဃံကရဏကိသာမိဒုတိယမိဗုဒ္ဓံကရဏကိသာမိဒုတိယမိဓမ္မံကရဏကိသာမိဒုတိယမိသံဃံကရဏကိသာမိအာတိယမိဗုဒ္ဓံကရဏကိသာမိအာတိယမိဓမ္မံကရဏကိသာမိအာတိယမိသံဃံကရဏကိသာမိအာတိယမိဗုဒ္ဓံကရဏကိသာမိအာတိယမိဓမ္မံကရဏကိသာမိအာတိယမိသံဃံကရဏကိသာမိအာမေသူမေသာသာရဝရမဏိသိက္ခာပဒံသမာဓိအာမိအာမေသူမေသာသာရဝရမဏိသိက္ခာပဒံသမာဓိအာမိမုသာဝါဒဝရမဏိသိက္ခာပဒံသမာဓိအာမိမုသာဝါဒဝရမဏိသိက္ခာပဒံသမာဓိအာမိဝရမေရိယမေသာပမဒဒါနဝရမဏိသိက္ခာပဒံသမာဓိအာမိဝရမေရိယမေသာပမဒဒါနဝရမဏိသိက္ခာပဒံသမာဓိအာမိလောကကြပါစေကြပါစေသိရှိကြမှာသိချမ်းသာလူရဆန္ဒပြပါလေလူရဆန္ဒပြပါစေသေစယောဟောတုဒီကံမှုတိနိဗ္ဗာန်ရောက်ကြောင်းဘာဘဂံတိသေစေမသွေပါစေသာရှင်ဘုရားအရိယနာနာရိယသူတော်ကောင်းမှုတွေလည်းလည်းလည်းယူဒီကဲဒီကဲဒီကဲရတော့
ဒီမဘာနာတံဘုရားသာရိတော်တရားဤဘုရားဘုရားဒီကောင်းရဲ့ဒီမှာသောဘောဓိကံတဏှာရေကျော်မြတ်မလို့လည်းကြည့်ရတော်လာတဲ့ဒီဖြစ်နေတာသောအဘာရမတံဒါနတိဒီလိုနေမောသောခြင်းသောတာဘောနမဟိသမဂာနိကံဥပမဒီမှာဝမ်းမြောက်စရာတွေပေါ့အဲဝမ်းမြောက်စရာတွေဝမ်းသာစရာတွေဆိုတာတပုံကြီးအဲဝမ်းမြောက်စရာတွေဝမ်းသာစရာတွေကဘယ်ချိန်မှကာလတွေမှာကျင်းလာတယ်အဲ့ဒါပြန်ပြီးတော့ကြည့်လိုက်တဲ့အချိန်မှာကာလနာလည်းပါလေကိုဝမ်းနေသုံးလာပေါ့အဲဝမ်းနေသုံးလာမှာဒီကိုပြောနေတယ်ရတဲ့တော်ဦးကျန်တယ်မှာဝမ်းနေသုံးလာပါလို့ဝါကျိုးဝါပေါက်မရှိပဲနဲ့ဝါနေသောတာပန်လုံးမှာတည်ကုန်ပြီးတော့ဒီတော်မူရတဲ့ကံကားတော်ရှင်မြတ်တွေကိုဟောငါတို့အဲဒီမှာတရားမှာတရားမှာတရားမှာလက်ကျင်းသာပြီးပြုလုပ်တိုက်တယ်ကတိဒီငါတို့ကမှာဒီကနေ့ငါဒီစားပြီးတော့နေ့စဉ်နေ့တိုင်းအဲ့တော့နေ့စဉ်နေ့တိုင်းငါတို့ပြုထားမယ်ဆိုတဲ့ပြောကြရဒုက္ခတော်ဘောဇနတာယသာပရိဝါရံဣမံတိနာစီဝါရံသာပရိဝါရံဣမံတိနာစီဝါရံအန္တသာဒေမအတိယံပိအယံမန္တိအန္တရာဘောဓာတိနာစီဝရံအန္တနာဒေမအာပါရိဝရံအချာယနိတကွာသောဣမံတိနာစီဝရံဒီကတိလျာသင်္ကံကိုအန္တနာအင်္ဂါတော်ရှင်မြတ်တို့အားဒီမှာအထာကြီးပြုသက္ကံနမဘောဤအရှင်ဘုရားဤမိနာတော်မေဘုရားတို့သည်အထာရထာဤတော်မူကြပါကုန်အရှင်မြတ်တို့ဘုရားဟောလူပါတုဘောယောဂကိလယတတာရှိချမ်းသာကိုစိတ်ရောဘိလယံဝေဘေခံသိငြိမ်းကြပါစေတထိန်ဝေကြွလာများနာဝေနေယောဂကိလယတတာရှိသုပြုကိများနာဝေနေယောဂကိလယတတာရှိချမ်းသာကိုစိတ်ရောဘိလယံဝေဘေခံသိငြိမ်းကြပါစေဒီကဘာမြည်ကြီးကိုမိသူတွေယောဂကိလယတတာရှိချမ်းသာကိုစိတ်ရောဘိလယံဝေဘေခံသိငြိမ်းကြပါစေဘုရားဆောင်းပါအကြောင်းချာတို့တော်တဲ့ဟုတ်လားဒေါ်စီစီလုံးနဲ့လည်းတော့အဲ့ဘူးလားအဲ့တော့ပြီးတော့ဒေါ်စီတော့နော်အဲ့တော့ဒီစပေးထားတဲ့တရားကဗာတရားပါလေရှင်မောင်းပညာအောင်ကြောင်းပြားတဲ့
တဲ့ဒါကြောင့်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကဘေကဝေချနာတို့တောင်းမေတင်တို့တကဣမဓမ္မတိတကမိမိတို့တမိမိတို့ဒီလည်းပဲဓမ္မေနာမိတို့ဓမ္မဆိုတဲ့တရားတို့ဖြင့်မိမိတို့ဆောင်ရွက်ကြမယ်ဆိုလို့ရှိရင်အမတန်ချမ်းသာဒုက္ခဆိုတဲ့ချမ်းသာကိုဧကမုတ်ချရနိုင်ပါဝေတော့ငါတို့သာရှင်တော်မြတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်အဝံမေစွာကရုဏာစီထမေတ္တာဖြင့်ကောင်းဆောင်တဲ့ကိုမိန်ကိုတော်မူခဲ့ပါမည်တော်တည်းအဲ့ကံထဲမှာရေမရှိဘူးဆိုလို့ရှိရင်အဲ့ကံဟာတင့်တယ်မလားမတင့်တယ်ဘူးနော်နောက်တစ်ခါလည်းပဲရေတော့ရှိတယ်တဲ့ရှားမရှိဘူးဆိုလည်းတင့်တယ်ပါမလားမတင့်တယ်အဲ့ကံပါပဲတော့အဲ့ရေကံကချောင်းချွေပြီးတော့နေတာတဲ့မတည်ဘူးလားအဲ့တော့ကြာလဲပေါက်မယ်ရေလည်းရှိတယ်ကံလည်းရှိမယ်ဆိုတော့ဒီမှာပေါင်းဘူးလားအဲ့ဒါကြောင့်လို့အဲ့ဒီလိုဖြစ်အောင်လို့ဘာတို့ကရေတော့ရှိတယ်ကံတော့ရှိတယ်ဟုတ်လားနာမည်လေးဘာလဲတော့ကြာမရှိသေးဘူးဘာမရှိသေးဘူးလဲကြာဆိုင်တဲ့ပုဂ္ဂိုလ်ရှားနေတာလူစီကြီးထားပြီးတော့ပြောရတယ်နော်ကြည့်မနေအားလုံးတော့တရားမေတ္တာကြည်ကြဲဝန်းဝန်းနဲ့တရားမနာခြင်းဘူးလားမနာခြင်းဘူးလားနာခြင်းနဲ့နော်ဒါကြောင့်ဘာလဲတော့ဘုရားဓမ္မေဆိုတော့ဓမ္မတရားတို့ကိုဟုတ်လားပွားများအောင်ပြုလုပ်နိုင်တာကတော့ဓမ္မယုံလေးတယ်ဘာလဲတော့ဓမ္မယုံကအရေးကြီးဘူးလားကျောင်းတိုင်းကျောင်းသားတွေမှာဘာလဲတော့မင်းတို့ရွာတွေမြို့တွေမှာလေနှာကြလို့ရှိရင်ဘာကိုပြန်မှာလဲဆိုတော့တို့တွေကျောင်းကိုနှာကြလို့ရှိရင်ဘာတော့ရွာကိုနှာစေခြင်းဘာကိုပြန်မှာလဲကျောင်းကိုပြန်တယ်ဘာကိုပြန်မှာလဲဘုရားပဲနိုင်မလားနော်ဆွေမျိုးတွေကိုအကုန်ခေါ်နိဗ္ဗာန်ဆိုတဲ့ဘောင်ကလေးကြီးကိုနော်ဧတံတတိဘယ်လိုမှမအောင်တဲ့တရားကိုလည်းထလန်းပြီးနဲ့တုတ်ပြီးလိုက်တာနော်ဒါကြည့်နေပြီလားဆက်ရအောင်ဒီစပေါ်နော်အင်းရဲ့ဆေဘရဘယဘယဒီတော်ဒီဓမ္မတို့ကမင်းစကံဘလကောင်ကံဘလကောင်ကဘလကောင်ကတိုင်းတော်ရုံးကြီးကဘာကိုပြည့်ဝဒီတရတိနာပေပေကိုဓာမြင့်ပြန်တော့တရဏဂောကမတဲ့တကဝါယေကငါးပါးနဲ့ပြည့်စုံသောသီလတော်နဲ့တတိကဝါကောင်းစွာဆက်ပြည့်ရမရပဲမုန်နဲ့စွာသောဘုရားစွာမြတ်မောင်ရပါစေသာရှင်မြတ်ဗျာဘာနေဆံမြမယဘေယတပိတော်တို့ယနေ့ယခုပြုစုလူတိုင်းရတော်ကုသိုလ်ကောင်းတို့များပြီးတော်တို့ယလမတမကြည်မဲနာပါကုသမတာပိဇာမိကေမကေတို့ကလည်းအာဇရိယနေသာသောသင်သောသောမာတတော်ဆံမြတ်တို့ကလည်းကောင်းကြရကနေသောဆွေမျိုးမိတ္တကပေါင်းတို့ကလည်းကောင်းဘေယမယံဘေယတပိတော်တို့ယနေ့ယခုပြုစုလူတိုင်းရတော်ကုသိုလ်ကောင်းတို့ကိုဘုရားကုမဆောက်ပြနေတဲ့ဒေဝတာနေသာကိုဆောင်တဲ့အိမ်ဆောင်တဲ့အိမ်ဝိုင်းဆောင်တဲ့လမ်းဆောင်တဲ့မြို့ဆောင်တဲ့နယ်ဆောင်တဲ့တောဆောင်တဲ့တောင်ဆောင်တဲ့ဒီကျွမ်းကတွေးပါကိုဆောက်ပြနေကြကုန်တော့ဓမ္မတိဝနာမနာကောင်းနာပေါင်းတွေပါမောင်တို့ကြီးပါကိုဆောက်ပြနေကြကုန်တော့ဓမ္မတိဝနာမနာကောင်းနာပေါင်းတဲ့တကွာဘုရားတပည့်တော်ရဲ့ပြိပကပါတော်ရိုးရနာဖဘကပါတော်ရိုးရနာတဲ့တကွာပါပြည့်လုံကလေးနိကံကဒီပကြတို့ဘဝတော်တို့ပြောင်းသွားဆိုတော့ဥပဒ္ဒအမိုင်ကကြီးဥပိရှာတော့ဥပဒ္ဒကဒိုင်ကလေးဖြစ်တော့ကိုယ်ဆောင်တဲ့တို့လည်းပဲရောက်တရားဖြစ်နေရဘဝဗုဒ္ဓနာကနေပြီးတော့ချိန်ကြကုန်တော်ငါတို့ရဲ့နာသမီးဇနီးမယားတို့ကလည်းငါတို့လည်းကုသိုလ်ကောင်းမှုတွေပြုလုပ်နေရသိရှိပြီးတော့ဝမ်းမြောက်ဝမ်းသာတာတို့ခေါ်ပြီးတော့အောင်မြတ်တဲ့သူကလေးဘုံဘဝတို့ကလင်းမြန်စွာခက်လက်ဆန်းဆန်းတော့ဝိနည်းယဒုက္ခိတဒုက္ခိတသတ္တဝါပေါင်းတို့သည်အမေရှိဘုရားတပည့်တော်တို့နဲ့သူလာမန်ထတ်သူဓမ္မလဗံတုအမြတ်ရကြသည်ဖြစ်ကြပါစေကုန်အလိုအံဩပနံကြက်တင်ဖြားပြန်ထလောက်တယ်မနုဿပြည်လူဌာနေကအလူကြီးပါကလားရင်သွေးပုဒ္ဒသားလူလကိုမွေးဖွားကာသအချိန်တည်းကစပြီးသာသနာအမွေခံဧကံဖြစ်ဖို့ရည်ရွယ်ကနေ့တူဝတမအာဇီဝနဲ့ရတဲ့ငွေကိုလှူမယ်လို့စိတ်ကူးပြီးစုဆောင်းထားတဲ့ငွေနဲ့လှူတဲ့အလှူပဲဒါဟာအာဇိနကံကုသိုလ်ပေါ့ထူးခြားတန့်စင်တဲ့အလှူဒါနကိုတူမကွာရရှိကြဖို့တာရုခေါ်ကြပါစို့အမောင်နာသားတို့အာလောကြာရဝမြအမြယူတော်ဘုရားကောတော်အာ
မောင်တီလူတွေဒီနေ့လူတော်ပွဲကြီးအောင်မြင်ပါပြီလူကြီးအောင်ပါပြီလူတော်ပွဲကြီးအောင်မြင်ခဲ့ပါပြီလူကြီးအောင်ပါပြီလူတော်ပွဲကြီးအောင်မြင်ခဲ့ပါပြီဒါသာမိုးလေးရွာသွန်းဖြူတဲ့ဒီလူပွဲတော်မဟာကြီးအောင်ပါပြီတမီးချောင်းစိတ်တောင်းကြကြအောင်မောင်တီလူတွေဒီနေ့လူတော်ပွဲကြီးအောင်မြင်ပါပြီပြည့်ညတာနာခုပါကကိုရေစက်ချမြဝေကြာကြာသမျှသာလူခေါ်လို့ကုလူယူသည်ဒီလူပွဲကြီးအောင်ပါပြီမဟာပထဝီမြေကြီးတောင်းဟီသွားအောင်တည်တည်လူကြီးအောင်ပြီလူကြီးအောင်ပြီလူကြီးအောင်ပြီရွှေမိုးဝေမိုးရွာတော့ကကြည်လူပြုံးများညဝီကလိဗန်ထုတ်ပတ်ဖြစ်စေမည်လူပွဲကြီးအောင်မြင်ခဲ့ပါပြီဈေးဥတော့ပါဝီပေါ့ဈေးဥပေါက်တာမဟုတ်ဘူးနော်ကျမတို့ကိုဆရာအမြဲအားပေးတာဟုတ်လားနော်ကျမစိတ်တကယ်အတန်မထွက်ဘူးဒါပေမဲ့ဆရာအားနာလို့နော်ဆရာတချင်းလေးဖို့တော့ဆိုပြပါဦး
တာရဲ့ငါတို့မင်းတို့တော့ပဲရေရှိနေမှာရှေ့လာကြတယ်ဘောရဆရာဒီဝါစီတော်ပါလေကျမများဖွဲ့တော့စေနာတိတာလေးဘောရတိတာလေး
ကိုကျေးဇူးတင်ပါကဲအောင်ပါစီလေးနဲ့နော်
说的